အားလုံးပဲမင်္ဂလာပါနော်မိတ်ဆွေများကျွန်တော်ရဲ့ကိုလင်း channel အသစ်ကလေးကို subscribe လေးနှိပ်ခဲ့ကြပါဦးနော်ဟုတ်ပြီကျွန်တော်တို့73ရက်နေ့အဖွင့်ပွဲအတွက်တစ်ခွက်ကောင်းနဲ့ပေါ့နော်ကျွန်တော်အောင်မြင်မှုရအောင်ကျွန်တော်စူးစမ်းထားပါတယ်မိတ်ဆွေများဟုတ်ပြီနော်ဝမ်းချင်း3ခုနဲ့ဗရိတ်ချုပ်ပြီးတော့ကျွန်တော်တို့တစ်ခွက်ကောင်းလေးရှာထားပါတယ်အဲ့ဒီဟာတော့ကျွန်တော်ဒီမှာ live လွှင့်တော့ကတော့ဒါလေးကပြလိုက်ပြီကျွန်တော်ဟိုအကောင့်မှာက live ကလွှင့်လို့မရသေးတဲ့အတွက်ကျွန်တော် subscribe လေးတွေနှိပ်ပေးကြပါဦးနော်ဟိုက channel တင်မှာတင်ဖို့ဖြစ်ပါတယ်ဗီဒီယိုလေးရိုက်ပြီးတင်တာဖြစ်ပါတယ်နော်အဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဒီမှာက1ချိန်96 1ချိန်ခွန်4 1ချိန်3ခွန်1ချိန်နော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာ96 1ချိန်ခွန်4 1ချိန်3ခွန်1ချိန်နဲ့ခွန်9ဆိုပြီးတော့မနက်ပိုင်းမှာထွက်ခဲ့တယ်တဲ့ဟုတ်ပြီကျွန်တော်တို့ဒီမှာ93အချိန်93ရယ်85ရယ်35ရယ်နော်1ချိန်3ခုကိုဒီမှာ83ဆိုပြီးတော့1ချိန်ထွက်ခဲ့ပါတယ်တဲ့83ဆိုပြီးတော့ကျွန်တော်တို့1ချိန်83ဆိုပြီးတော့ထွက်ခဲ့တယ်တဲ့ဒီမှာ31ပရိတ်နဲ့1ပရိတ်ဆိုပြီးထွက်တယ်တဲ့ဒီမှာ96ခွန်4 3ခွန်ကိုခွန်9ဆိုပြီးတော့6ပရိတ်ထွက်တယ်တဲ့ဟုတ်ပြီကျွန်တော်တို့ဒီမှာနောက်တစ်ခုက96အချိန်6နှစ်အချိန်96အချိန်တဲ့အဲ့ဒီမှာ9နှစ်ပရိတ်က66ဆိုပြီးတော့ကျွန်တော်ထွက်ခဲ့တယ်တဲ့ဟုတ်ပြီအဲ့တော့ဒီမှာ93အချိန်85အချိန်ခွန်3ညအချိန်တဲ့အဲ့တော့ခွန်9ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ2ပရိတ်နဲ့ထွက်ခဲ့ပါတယ်တဲ့ဟုတ်ပြီအခုမနေ့အဖွင့်ပွဲအတွက်ကတော့ဒီမှာ3ညခွန်အချိန်6နှစ်အချိန်35အချိန်အဲ့ဒီမှာကနန်းနေစီလိုက်တဲ့အချိန်မှာဒီမှာ64ပရိတ်နော်မစင်မအဲ့ဒီလို64ပရိတ်ဖြစ်တဲ့အတွက်တဲ့ဟုတ်ပြီကျွန်တော်ပြပေးမယ်ဒီမှာ3ညခွန်အချိန်6နှစ်အချိန်35အချိန်နဲ့ဟုတ်ပြီအဲ့လိုမျိုးအချိန်3ခုနဲ့ဒီမှာပရိတ်က46ပရိတ်ကျွန်တော်ကနန်းစီလိုက်တယ်အကုန်လုံးကနန်းက15ခွက်ရှိတယ်အဲ့ဒီ15ခွက်ထဲမှာပရိတ်နဲ့ကြိုက်တာဆိုလို့ဒီမှာ6ပရိတ်တစ်ခုပဲရှိပါတယ်3ည6နော်အဲ့ဒီလိုဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီမှာရွေးထားပါတယ်နော်ဒီမှာတကွက်ကောင်းနော်မိတ်ဆွေများတကွက်ကောင်းကို3ည6ပါတကွက်ကောင်း3ည6ပြီးရင်ဒါဒူမိန်ပါနော်ဒါဒူမိန်နော်တကွက်ကောင်းက3ည6ပါဒူမိန်က3ည2ခွန်2ခွန်5ဒါက3ည5ပါရှင်များဒီကောင်က3ည5ဖြစ်ပါတယ်3ည5ပါဟုတ်ပြီအခုမနေ့အဖွင့်ပွဲလေးမှာလဲမိတ်ဆွေများအားလုံးကြံကောင်းကြပါစေနော်ပြီးခဲ့တဲ့အပတ်ကလိုပဲဟိုတနင်္လာနေ့မှာပဲစပြီးတော့3ည1နော်ညနေပိုင်း8ဆိုပြီးအောင်တို့လိုမျိုးအခုမနေ့မှာလဲအောင်ကြပါစေကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအားလုံးလဲအောင်ပါပါနော်အပတ်တိုင်းလဲအောင်မြင်မှုရနေတဲ့အတွက်အောင်ပါပါကျွန်တော်ရဲ့မိတ်ဆွေများဖွဲ့ဝင်တွေကတော့ကျွန်တော်ပေးထားတဲ့ဦးမကျော်9ခွက်နဲ့အထူးမွေး3ခွက်ကိုပဲကိုဟာကိုအောင်လေးစိုက်ပြီးတော့ထိုးပါပြီးခဲ့တဲ့ဘက်ကဆိုရင်တနင်္လာမနက်က3ည1ထွက်တဲ့9ခွက်ထဲကညနေပိုင်းမှာအထူးမွေး3ခွက်ထဲက8တစ်ဆိုပြီးတော့ထွက်ခဲ့ပါတယ်နော်မိတ်ဆွေများအခုကတော့ဖွဲ့ဝင်ရပိတ်သွားပါပြီနောက်တစ်ပတ်ကြာမှပဲဖွဲ့ဝင်ပြန်ပြီးတော့ဝင်လို့ရပါမယ်เนาะကျွန်တော်ဒီ channel လေးမှာနောက်ဆိုရင် live တွေလွှင့်မှာမို့လို့เนาะဒီ channel ဘက်ကိုပြောင်းပြီးတော့ live လွှင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကိုဒီ channel ဒီကလေးကို subscribe လေးတွေနှိပ်ပေးထားကြပါဦးလို့เนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမိတ်ဆွေများဘိုင်ဘိုင်